ကိုချင်းတီလာနဲ့ပြည်စုံနေသူကဘလို့အကျိုးကျေးဇူးမျိုးတွေရရှိနိုင်လဲကိုချင်းတီလာပြည်စုံခြင်းအကျိုးကိုချင်းတီလာနဲ့ပြည်စုံလျင်စိတ်ကြည်နူးမှုရရှိမည်စိတ်ကြည်နူးလျင်ဝမ်းသာမည်ဝမ်းသာလျင်ပီတိဖြစ်မည်ပီတိဖြစ်လျင်ပတ္တိကိုစိတ်ငြိမ်းချမ်းမည်ကိုစိတ်ငြိမ်းချမ်းလျင်ချမ်းသာဒုက္ခဖြစ်မည်ချမ်းသာဒုက္ခဖြစ်လျင်တမာရိဆိုတဲ့စိတ်တည်ငြိမ်မှုလွယ်လွယ်နှင့်ရသည်စိတ်တည်ငြိမ်မှုရလိုက်တာနဲ့ယထာဘူတညာနာတတနာဆိုသည်မှန်မှန်ကန်ကန်သိမြင်သောအတိဉာဏ်အမြင်ရရှိမည်ကိုကျင့်တီလာမစင်ကြယ်ခဲ့ဘူးဆိုရင်အဲ့ဒါတွေအကုန်လုံးဆုံးရှုံးနိုင်ပါတယ်ရှင်ကျမရတနာကေပါရှင်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးသွားပါအောင်ရှင်အားလုံးလည်းကိုကျင့်တီလာတွေနဲ့ပြည့်စုံကြပြီးကောင်းကျိုးလူအင်ဆန္ဒတွေပြေဝကြပါစေရှင်အဆုံးထိကြည်ပေးတာလည်းကျေးဇူးပါရှင်